လေးတောင်ခန့်လေးတောင်အခန့်ကိုလေကောင်းတွေကွဲပြီးတော့ဒီဖောင်းပြီးတော့ကြတော့ထုတ်ဦးနဲ့မျိုးလုံးမှိတ်ထားတော့ဒီဘက်ကိုချော့တော့ဒီလိုထောင်းပြီးချော့တော့ကြောက်ထုတ်ကကြကြောက်ထုတ်ကြလူကလည်းမျိုးလုံးမှိတ်ထားတဲ့အချိန်ဘာမှမသိလိုက်တော့ဘူးတင်ပါဗျာဘာမှမသိလိုက်မျိုးလုံးလည်းအကုန်လုံးဖွင့်လိုက်တော့လက်ကဒီထုတ်အောင်ရောက်သွားတယ်တင်ပါဗျာထုတ်အောင်ရောက်တဲ့အချိန်ဒီဘက်တစ်ချမ်းစောင်းဒီဘက်တစ်ချမ်းအောက်ကျော်သွားတာတင်ပါအောက်ကျော်တော့ဒီဘက်ကဦးနဲ့အနောက်ဆုံးခန်းတော့အဲ့မှာအုတ်ကျိုးတွေကနေလေးတွေဝင်လာတာကန်ကောင်းတာပေါ့တကူမမောတော့ဘူးတင်ပါဗျာတင်ပါနားလာပြီးတော့ရေဘူးတွေတဲ့တကူလာကြအလန့်ပြေတော့တောက်ရတယ်ဘာဖြစ်သေးလေးကန်ကောင်းလို့လက်ကိုအောင်ထုတ်ချင်းဟိုပထမတော့လက်ညက်တဲ့ချိန်ကိုဖြတ်လိုက်ရတာကိုအောင်ဖြတ်တာဒီမှာလက်မှာအပွန်းလေးတွေတင်ပါအပွန်းလေးတွေဒီလက်ဆိုရင်တစ်ဝက်လောက်ကပုတ်သွားပထမဒီမှာပြန်ကောင်းတာတင်ပါဗျာတင်ပါသူချီတဲ့ဟာကိုပထမလက်မပြုတ်သွားပြီလက်မအယူအကုန်ပြုတ်သွားပြီအဲ့မှာလေးချောင်းကျန်တာကိုခုနချီတဲ့ဟာသုံးရောလက်နဲ့လိန်ချိုးတော့အကုန်ကျိုးသွားပြီနောက်ဆုံးတစ်ချောင်းဆင်ပြတက်တီကောင်းတာဗျာနောက်ဆုံးတစ်ချောင်းကဒီလိုထောင်းနေရတယ်ဟိုဥစဉ်ကြတဲ့နေရာလဲဒီလိုထောင်းနေဒီကြောက်ဖို့ကလည်းထောင်းနေတယ်ဒီလိုထောင်းတတိကံမုံထဲမှာကြံ့နေတယ်တင်ပါအဲ့တော့အုပ်ကျိုးကဘယ်လိုမှမတိုးတော့အဲ့တော့လက်နဲ့လည်းချုပ်နေရတော့အကျိုးနဲ့လုံးထွေးနေအကျိုးတစ်ချောင်းပြက်ဖို့ကမလွယ်ဘူးတခါကြီးဘယ်လိုမှကိုဖြတ်မရဘူးဥစဉ်တော့တင်လက်နဲ့လိမ့်ဆွဲတိတိလေးတစ်ချောင်းတော့လက်နဲ့ဖြစ်ပါများတော့ပြက်သွားတယ်တင်ပါဗျာအားကြောင့်တိုးရပိုးထွက်သွားတယ်တနင်္လာရီလောက်ကဖြစ်တော့9နာရီလောက်ကြာသွားတာတင်ပါ9နာရီလောက်ကြာတော့ဒီမှာကဲသိလာတော့ဟိုအားတယ်ဥစဉ်နေဖြစ်လို့ရှိရင်ငဲကြီးမှကြောက်လို့ရတယ်မဟုတ်လို့အသက်ထဲမှာမအရေးကြီးဘူးအသက်ကြီးသုံးနေမရတော့ဘူးလို့လာဖြစ်ပေးပါလို့ဥစဉ်ကိုယ်တိုင်လည်းပထမဓာတ်နဲ့ဖြစ်နေတယ်ဒါဒီကကြောက်ထုံးနဲ့ခံနေကိုယ်လည်းနေတော့ဒါလည်းသုံးမရတုံနေတယ်မှာဗျာကဲလေးတမတခါလာပြီးတော့လွှမ်းနေဖြတ်လွှမ်းနေတော့အော်နေရတာရန်နဲ့မသိဘူးဘာမှဆက်လက်ဒဏ်နဲ့သေးသွားလိမ့်မယ်လို့မရဘူးလို့မင်းကြောက်ထုတ်ပြီးသွားမှဆောက်ပြီးတယ်ဆောက်ပြောကြအဲ့ဆောက်ပြီးရတယ်လူကလည်းဆောက်နေအဲ့ဆောက်ပေါ်လို့သူနဲ့ရိုက်ချလိုက်လို့အမှ၄ချက်လောက်ရိုက်ယူရတယ်အမလက်ပြောတယ်ဒါလေးမဆိုတောင်းကနေပြုတ်ပြီးတော့ဟာဒီအနာဘကိုအာရုံငါလွတ်ပြီးတော့အသက်ရှင်နေရတယ်အပြင်မှာထွက်လာတင်ပါဗျာအပြင်တော့ပထမမထွက်ခင်ဆရာဝန်များနဲ့တွေးပြန်ကြောတွေးလို့ကြောကြအောင်နဲ့သိသွားလိမ့်အောင်ကတွေးထွက်လို့မသိသွားလိမ့်မယ်တင်ပါဗျာဝယ်ဘူးတဲ့တင်ပါဗျာတင်အဲ့ဒီအနေတွေးတယ်ရုံမပြတ်ချင်ကိုဒီမှာတွေးရထွက်တာများနေပြီလို့သေးသွားလိမ့်မယ်လို့လာပါဖြစ်ပါလို့ဥပင်းနေဖြစ်လို့ရှိရင်ငဲကြီးမှကြောက်လို့နဲ့တင်ပါဗျာတင်ပါဗျာတော်သေးတာပါဗျာအပြင်မထွက်လိုက်တော့လေသူကမူးကနေမိုက်ဖြစ်သွားတာတင်ပါဗျာပထမဆုံးတော့တန်ရာပြင်းတော့ပလက်နှံတော့လူနာဟိုဟာလေးနဲ့ဖုတ်လေးနဲ့တဲ့ဆင်းလေးပေါ့တင်ပါဗျာလူကပလက်နှံတော့အသက်ချလို့မရတော့ငုတ်လို့ကလေးလေးအဲ့လိုမနေနဲ့မရဘူးလို့ဒီလိုနေမှအဆင်ပြေရလို့ဒီတိုင်းလေးနေအဖဆေးုံရောက်တော့လေထဲဓမ္မယံနဲ့ထိုးရဲပေါ့နော်သူကတွေးထွက်တယ်တော်တော်များပါများနေဗျာတင်ပါမိုက်ခုနဲ့ဖြစ်တော့ဟာငါတိတ်လုံးမဖြားသေးဘူးတင်ပါဗျာစိတ်ကမတရားမာထားတာတင်ပါဗျာဘုံကတက်တော်နဲ့ဘွဲတော်လေးမိတ်ပါဗျာဘွဲရတော့အရှင်ကုမာရတဲ့တင်ပါဗျာ30ခွန်ပြည့်ဖို့လိုတင်ပါဗျာတင်ပါဘုံကဓမ္မစရိယအောင်ပြီးတော့တင်ပါအခန်းကောင်းကြတင်ပါဗျာတင်ပါကျေးဇူးတင်ပါတယ်ဗျာ